ကျွန်တော်ဒီနေ့မနေ့စောစောစီးနိုးနေရတယ်ပတ်တရားဘက်ကိုယထာစီးမယ်ဆိုပြီးတော့ဘူရာကိုစောစောစီးရောက်ရှိခဲ့ပါတယ်ယထာလက်မှတ်တွေပါတယ်ဝင်ပြီးတော့ယထာကိုစောက်ပြီးတော့ယထာရောက်လာပါပြီဟုတ်ကဲ့တပူရဲကျွန်တော်ဒိုးဖို့တော့ဗောနော်စောက်ခံကျွန်တော်ပြည့်ရတယ်တော့တော့စောစောစီးဝေးရရှိသွားတယ်ပတ်တရားဘက်ယထာစီးကိုလုပ်ခဲ့ပေမဲ့လည်းသူကတကြံကာလပိတ်ရကာလဆိုတော့လူတွေကရမ်းများနေတော့ကျွန်တော်ထိုင်ရောလည်းမရဘူးဗျာ2နာရီ3နာရီလောက်ကျွန်တော်မတက်ရမယ့်အနေထားဟိုမှာတွေ့တဲ့အတိုင်းပဲပကင်းပေါက်မှာတော့မှတွဲလောင်းစီးနေရတဲ့အနေထားအဲ့ဒါကျွန်တော်ရထားပေါ်တက်ပြီးတော့ပြန်ဆင်းလာခဲ့လိုက်ပါတယ်ကျွန်တော်မလိုက်တော့ဖြစ်တော့ပါဘူးဒီနေ့တော့ဒီလိုလေးဒီလောက်နဲ့ပဲချိန်နိုင်ခဲ့ရပါတယ်လက်မဲ့ဝင်ရကျွန်တော်မလိုက်ပြတော့ဗျာအဲ့ရနေရလည်းမရှိနေဘူးဒါတော့ကျွန်တော်ဝင်လိုက်တက်မှတ်နေတာထားရတော့ချက်ခေါ်သွားပါတော့ဖြစ်ခဲ့ပါတော့ကျွန်တော်ဒီနေ့ပဲကျွန်တော်ဒီကနေပြီးတော့ Airport Skyline ကိုကျွန်တော်လမ်းလျှောက်ပြီးပြန်လာခဲ့လိုက်ပါတယ်ကျွန်တော် Airport Skyline နေပဲဘူပြန်ချားစီပြီးတော့လက်လျှောက်ပြီးပြန်လာခဲ့လိုက်ရပါဗျာဒီလောက်ပါပဲ